တခါတလေမှလေအစီအစဉ်တွေကကိုဖြစ်ချင်တယ်လို့ဖြစ်မလာဘူးရောတေချာချထားတာတော့မှလွဲစားတတ်တယ်အဲ့လိုမျိုးလုတ်ဖို့လို့ရည်ရွယ်ထားခဲ့တယ်ဒါပေမဲ့နောက်ဆုံးကျတော့မဖြစ်လိုက်ဘူးဆိုတဲ့အကြောင်းတွေကိုဘယ်လိုပြန်ပြောကြမလဲဟုတ်ပြီဒီနေ့လာလေးတူတူကြည့်ကြတာပေါ့ဘဝမှာအစီအစဉ်ဆွဲထားပြီးတော့အဲ့ဒီအစီအစဉ်ကလုံးဝကြီးပြောင်းသွားတာမျိုးဒါမှမဟုတ်အစီအစဉ်ရှိပြီးသားကိုလုံးဝမလုပ်ဖြစ်လိုက်တာမျိုးတွေအားလုံးကြုံဘူးကြမှာပါနော်အဲ့ဒီလိုအခြေအနေမျိုးကြရင်တစ်တာနီလာမမနဲ့ကိုယ့်ရဲ့ခံစားချက်ကိုပါထည့်ပြီးတော့ပါနော်ဘယ်လိုပြောလို့ရမလဲဆိုတာကြည့်လိုက်ကြရအောင်ကဲဒီနေ့ကျွန်တော်တို့ဘာတွေပြောကြမလဲဆိုတော့ထင်မလာခဲ့တဲ့အစီအစဉ်တွေအကြောင်းပြီးတော့အသုံးအများဆုံးစကားလုံးတစ်က what's going to အကြောင်းနောက်မျောလင်းချက်နဲ့အရွယ်ရချက်ကိုဘယ်လိုထည့်ပြောမလဲတရားဝင်ဆန်တဲ့အခြေအနေနဲ့မတော်တဆဖြစ်သွားတဲ့အခြေအနေတွေမှာတော့ဘယ်လိုပြောမလဲနောက်ဆုံးမှာတော့အားလုံးကိုပြန်ချုပ်ပြီးလက်ဆွဲစာအုပ်လေးတစ်ခုလိုလုပ်ပေးတော့မှာပါကဲဒါဆိုရင်တော့အသုံးအများဆုံးဖြစ်တဲ့ what's going to နဲ့ဆောက်လိုက်ကြရအောင်ဒါကတော့လေဖြစ်မလာခဲ့တဲ့အတိတ်ကအစီအစဉ်တစ်ခုကြောင်းပြောတဲ့အခါမှာအသုံးအများဆုံးနေလမ်းပဲကိုဟုတ်ပြီ was ဒါမှမဟုတ် we're going to ဆိုတာကအတိတ်မှာစီစဉ်ထားတယ်ဒါပေမဲ့တစ်ခုခုအနောက်အချက်ဖြစ်သွားလို့ဖြစ်ဖြစ်အကြောင်းတစ်ခုခုကြောင့်ဖြစ်ဖြစ်မဖြစ်မြောက်လိုက်တဲ့ကိစ္စမျိုးကိုပြောချင်တဲ့အခါသုံးတာပါဒါကတော့အတိတ်ကအခြေခံအကြဆုံးအသုံးပဲဥပမာလေးကြည့်အောင် I was going to call you but I was too busy ဆိုတော့ဖုန်းခေါ်မလို့ပဲဒါပေမဲ့အရာအလုံးများသွားလို့ဆိုတဲ့သဘောရှင်းပါတယ်နော်ဖုန်းခေါ်ဖို့အစီအစဉ်ရှိခဲ့တယ်ဒါပေမဲ့အလုံးများတယ်ဆိုတဲ့အကြောင်းကြောင့်အဲ့ဒီအစီအစဉ်လေးပြတ်သွားတာပေါ့ဆိုတော့ဒီ what's we're going to ကိုဘယ်လိုသုံးလဲဆိုရင်ရည်ရွယ်ချက်တည်းအတသုံးလို့ရတယ်ဥပမာ they were going to visit the museum but it was closed သူတို့ပြတ်တိုက်ကိုသွားလေမလို့ပဲဒါပေမဲ့ပိတ်ထားတယ်သွားဖို့ရည်ရွယ်ချက်ရှိခဲ့တယ်ဒါပေမဲ့မထိခဲ့ဘူးပေါ့အငြင်းဝါချက်အနေနဲ့ wasn't ဒါမှမဟုတ် wearing going to ဆိုပြီးတော့လည်းသုံးလို့ရတယ်ကဲနောက်တစ်ပိုင်းအနေနဲ့ဒီထက်နည်းနည်းလေးပိုပြီးအဓိပ္ပာယ်ကွဲပြားသွားအောင်ကိုယ့်ရဲ့မျောလင်းချက်တို့ရည်ရွယ်ချက်တို့ကိုဘယ်လိုထည့်ပြောမလဲကြည့်ကြမယ်was going to နဲ့အဓိပ္ပာယ်အရောစင်တူတူပါပဲဒါပေမဲ့တခြားအသုံးအနှုန်းတွေဖြစ်တဲ့ plan to နဲ့ hope to ဆိုတာလေးရှိသေးတယ်ဒါတွေကအစီအစဉ်တစ်ခုဒါမှမဟုတ်ကိုယ်စံတာတစ်ခုကိုဖော်ပြနိုင်တယ် plan to ဆိုရင်တော့အစီအစဉ်ဆွဲထားတယ်ဆိုတာကိုပို့ပြီးအသားဖြစ်ပြီး hope to ကြတော့ဖြစ်ချင်တဲ့စံတာမျှော်လင့်ချက်ကိုပို့ပြီးတော့သားပေးတဲ့သဘောပေါ့ဒီညမှာစိတ်ဝင်စားဖို့ကောင်းတဲ့အသေးစိတ်အချက်လေးတစ်ခုရှိတယ် past simple နဲ့ past continuous သုံးတာပါကွာလဲဆိုတာကို I plan to visit last week ဆိုရင်ပြီးခဲ့တဲ့အပတ်ကလာလေဖို့စီစဉ်ထားခဲ့တာအစီအစဉ်ဆွဲတဲ့အလုပ်ကပြီးသွားပြီအဲ့လိုအသေးပဲ I was planning to take you to the new cafe ဆိုရင်ကြတော့ cafe ဆိုင်အသစ်ကိုခေါ်သွားဖို့အဲ့ဒီအချိန်တုန်းကစီစဉ်နေခဲ့တာစဉ်းစားတော့ရှိသေးတယ်ဆိုတဲ့အသေးပဲလေးတက်ရောက်သွားပါတယ်နည်းနည်းလေးကွာတယ်နော်ဒီဥပမာလေးကြည့်လိုက်ပါ I was hoping to meet your father but he wasn't thereအဖေကိုတွေ့ခွင့်ရဖို့မျှော်လင့်နေခဲ့တာဒါပေမဲ့သူအဲ့ဒီမှာမရှိခဲ့ဘူး was hoping to ကိုတုံးလိုက်တဲ့အထောက်ကြောင့်မလို့တွေ့ချင်တဲ့စန္ဒကပို့ပြင်းပြတယ်မျှော်လင့်ချက်ကြီးကြီးနဲ့စောင့်နေကြလဲဆိုတဲ့ခံစားချက်လေးကိုပို့ပြီးပေါ်လွင်စေတာပေါ့အငင်းဝါကြမှာလဲစိတ်ဝင်စားစရာလေးရှိသေးတယ် wasn't planning to ဆိုတဲ့စကားလုံးကလေအစီအစဉ်တစ်ခုကနောက်ပိုင်းမှာပြောင်းသွားနိုင်တယ်ဆိုတာကိုညွှန်းဆိုနေတယ်လို့ပဲဥပမာဘယ်မှာသွားဖို့အစီအစဉ်မရှိခဲ့ဘူးလို့ပြောလိုက်ပေမဲ့နောက်ပိုင်းကျတော့အစီအစဉ်ပြောင်းပြီးသွားဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်လေးကပ်ပါလာတယ်ပဲဟုတ်ပြီနောက်တစ်ပိုင်းကိုသွားကြည့်ရအောင်ဒီတစ်ခါတော့တရားဝင်စားတဲ့အခြေအနေတွေနဲ့မတော်တဆဖြစ်သွားတဲ့အခြေအနေတွေမှာဘလို့စကားလုံးကိုရွေးသုံးမလဲဆိုတာကြည့်ကြမယ်အသုံးများရဲ့နောက်တစ်ခုကတော့ meant to ပါဒါကတော့မဖြစ်မြောက်ချဲတဲ့စီစဉ်ထားတဲ့လှုပ်ဆောင်ချက်တစ်ခုအတွက်သုံးတာပေါ့ပုံမှန်အားဖြင့်တော့ပေါ်ပြောဆိုတဲ့နေရာတွေမှာသုံးလေးရှိပါတယ်ဒီစကားရဲ့အငင်းဝါကြကတော်အသုံးဝင်နေဥမာလေးကြည့်ပါ Sorry, I crashed the car. I didn't mean to. Sorry ပဲကားတိုက်မိသွားတယ်တမင်လောက်တာမဟုတ်ပါဘူးဒီလိုမျိုးမတော်တဆဖြစ်သွားတဲ့ကိစ္စတွေမှာလေတမင်ရည်ရွယ်ကြီးလောက်တာမဟုတ်ပါဘူးဗျာဆိုပြီးတောင်းပန်တဲ့အခါ didn't mean to ကအသင့်တော်ဆုံးပဲကဲအကယ်၍စကားပလောက်တဲ့နေရာကပိုပြီးတရားဝင်ဆန်တဲ့ format ကြတယ်ဆိုရင်တော့ meant to တို့ plan to တို့အစားဘာသုံးမလဲအဲ့ဒီခါကျရင် intend to ကိုသုံးလို့ရပါတယ်ဥပမာ the doctor intended to see me last week but he had to cancel ဆရာဝန်ကပြီးခဲ့တဲ့ဘက်ကကျွန်တော်ကိုကြည့်ပေးဖို့ရည်ရထားခဲ့ပေမဲ့ဖျက်လိုက်ရတယ်ဒီမှာဆိုရဆရာဝန်နဲ့လူနာကြားကစကားဆိုတော့ intended to ကိုသုံးလိုက်တာကပိုပြီးတရားဝင်ဆန်နဲ့ပိုပြီးလဲလေးနမှုရှိသွားတာပေါ့ဆိုတော့ intend to ကိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတာပြန်ချိုးရရင်ပထမချက်က meant to တို့ hope to တို့ချက်ပိုပြီး formal ကြတယ်တရားဝင်ဆန်တယ်နောက်ပြီးလှုပ်ဆောင်ချက်တစ်ခုရဲ့အကြောင်းရင်းကိုအဓိကထားပြီးပြောချင်တဲ့အခါမှာလည်းသုံးနိုင်တယ်သူ့ရဲ့အငြင်းဝါကြ didn't intend ကလည်းမတော်တဲ့ဆက်မှုတစ်ခုကိုပဲဖော်ပြတာပါ
ကဲဟုတ်ပြီအခုဆိုရင်တော့ဒီနေ့ပြောခဲ့ရတဲ့အားလုံးကိုပြန်ပြီးအကျဉ်းချုပ်ကြည့်လိုက်ကြရအောင်အတေကအစီအစဉ်တွေအကြောင်းပြောတဲ့အခါကိုယ့်အတွက်လက်ဆွဲစာအုပ်လေးတစ်ခုလိုဖြစ်သွားအောင်ပေါ့ ဒီဇယားလေးကိုခီးလိုက်ပါအသုံးအနှုံးတွေအထူးကဗမာသုံးလဲပြီးတော့တရားဝင်မှုအစဉ်အကန့်အားလုံးကိုစူးစီးပေးထားတာပါ What's we're going to ဆိုရင်မထင်မြောက်ခဲ့တဲ့အစီအစဉ်အတွက်ပေါ့ပေါ့ပါပါသုံးတယ် plan to ဒါမှမဟုတ် hope to ဆိုရင်လည်းအတူတူပဲ means to ကတော့ရည်ရွယ်ချက်အတွက်ကုန်ပြီး didn't mean to ကမတော်တဆမှုအတွက်ဒါဒီအကုန်လုံးက informal ပေါ့ formal ကြကြပြောချင်ရင်တော့ရည်ရွယ်ချက်အတွက် intended to မတော်တဆမှုအတွက် didn't intend to ကိုသုံးနိုင်ပါမယ်ရှင်းရှင်းလေးပါပဲ ဆိုတော့အဓိကမှတ်ထားရမှာကဘာလဲဆိုတော့မှန်ကန်တဲ့စကားစုကိုရွေးသုံးလိုက်တာနဲ့ကိုပြောပြ